တနာခြင်းနဲ့မေတ္တာထားခြင်းဒီနှစ်ခုကိုမချွတ်စင်အရင်တော့တေချာကွက်ကွက်ပြနားမလဲခဲ့ဘူးခရီးတွေသွားရတဲ့အခါမှာမချွတ်စင်တိုင်းလုံးတစ်ချလေးလမ်းတွေမှာဆိုလမ်းဘေးမှာဘဝရက်တီရေးအတွက်ခက်ခဲနေရတဲ့လူတွေအများကြီးရှိတယ်မချွတ်စင်တွေ့ပြီဆိုရင်တနာတဲ့လူချင်းသူရဲ့နဲ့တို့ရဲ့ဘဝလေးတွေဘာကြောင့်များအဲ့လောက်ထိခက်ခဲကြတာလဲပေါ့နော်အဝတ်နေရေးအတွက်ပေါ့မချွတ်စင်အဲ့လိုလေးတွေးပြီးစိတ်မကောင်းနောက်ပိုင်းမှာကိုမေတ္တာတရားနဲ့ပတ်သက်တဲ့သင်တန်းတွေကိုတက်လာတယ်မေတ္တာစွမ်းအားဒီဒုတိယအကြီးမားဆုံးစွမ်းအားဆိုတာကိုသိရတဲ့အခါမှာတို့ရတယ်ကိုသူတို့အတွက်ပို့ပြီးထိရအောင်လုပ်ပေးနိုင်တဲ့အရာဒီမေတ္တာပို့ပေးခြင်းဆောင်မချစ်စင်သဘောပေါက်သွားတယ်။ကြောင့်ဒီဖက်နောက်ပိုင်းမှာဆိုရင်သူတို့ကိုတွေ့ပြီဆိုရင်မချစ်စင်မေတ္တာခံယူလိုက်ပြီးတာနဲ့ချက်ချင်းမေတ္တာပို့ပေးတယ်။အဲ့တော့မချစ်စင်ဒီရင်ထဲကနေနှစ်ချိုင်းသူတို့ကိုမေတ္တာပို့ပေးတယ်။ခန္ဓာဝန်ကိုတက်တာနဲ့ချက်ပွေဆောက်နိုင်ကြပါစေ။အနေကင်းပါစေဒီရှင်းပါစေဆိုတဲ့ထိရောက်တဲ့လှုပ်ဆောင်ချက်တွေမချစ်စင်လှုပ်ဖြစ်လာတယ်။အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေထဲမှာလည်းကိုယ့်ရဲ့ဘဝကိုတစ်နေ့တာတန်ဖိုးရှိစွာဖြတ်တန်းခြင်းနဲ့ဆိုရင်တော့မချွတ်စင်အနေနဲ့စစ်မှန်တဲ့ဘဝနေနည်းတွေကို precaution လေးဒီလထဲမှာ2ယောက်လုပ်ဖို့အစီအစဉ်ရှိပါတယ်။ပညာဒါနအနေနဲ့ပြီးမှာပါအများရမယ့်ခွင့်မဟုတ်ပါဘူး။ precaution လေးယူခြင်းနဲ့ဆိုရင်တော့ဆက်ပါမှာ yes လို့ရေးပြီးတော့မှဒီ push လေးကို share ပေးခဲ့ပါနော်။စဉ်ကတော့အိမ်အောင်ရှင်အမျိုးသမီးတွေအတွက်စစ်မှန်တဲ့ဘဝနေနည်းတွေကိုလမ်းပြကူညီပေးနေတဲ့ Power Channel ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။